ပြောပီတာကတော့အမြဲတမ်း yes ပဲဘယ်တော့မှ no လို့မငြင်းဘူးဟဲ့ပီတာစောင့်လိုက်လားဟုတ်ကဲ့ပါဆရာမနင်စာရေးစာကုန်းရေးခဲ့ရေးမှာပေါ့ဆရာမနင်တမ်းမကြီးအကြောင်းပိုင်နေဆိုတာငါသိတယ်ပီတာဆိုတဲ့ကောင်လေးကတမ်းမကြီးအကြောင်းကိုအင်မတန်ပိုင်ပါတယ်စာရေးစာကုန်းရေးတဲ့နေရာနင်တမ်းမကြီးအကြောင်းပိုင်နေဆိုတာငါသိတယ်နင်ကငါတမ်းမကြီးအကြောင်းမရေးခိုင်းဘူးခွေးအကြောင်းရေးခဲ့ဟုတ်ကဲ့ပါဆရာမပီတာလေးကတော့ကျွန်းထိုးမြတ်ထိုးလေးရပဲနောက်နေ့အချိန်တန်တဲ့ခါကျတော့ဟဲ့ပီတာစာရေးစာကုန်းရေးခဲ့သလားရေးခဲ့ပါလေဆရာမဘယ်မလဲပြစမ်းခွေးအကြောင်းမှန်တယ်ငါတပည့်ပီတာခွေးအကြောင်းခေါင်းစဉ်တတ်တာမှန်တယ်ဓမ္မခွေးတွေခြေလေးချောင်းရှိတော့တရားဖြစ်ပါသည်မှန်တာပေါ့ပီတာရဲ့ခွေးကခြေလေးချောင်းဓမ္မခွေးနိုင်အမွေးများထူလက်စွာရှိပါသည်မှန်တာပေါ့ပီတာရဲ့ခွေးမှာအမွေးတွေရှိတာပေါ့အမွေးများထူလက်စွာရှိလျင်တန်းများပျော်မိမှာအမှန်ပဲဖြစ်ပါသည်ကိုကြောင့်တန်းဆိုသည်မှာပီတာတန်းအကြောင်းဆက်ရည်တယ်ဟဲ့ကောင်နေလူလည်းမကြနဲ့နင်တန်းအကြောင်းပိုင်မှန်းသိလို့ငါနဲ့ခွေးကြောင့်ရေးခိုင်းတာဒီကြားနဲ့နေကအမွေးကထူသေးတယ်နောက်နေ့ကြောင်ကြောင်ရေးခဲ့ဟုတ်ကဲ့ပါဆရာမရပါတယ်ဆရာမပီတာလေးကတော့ကျွန်းတိုးမြတ်ထိုးလေးရပဲနောက်နေ့ဆောင်းထဆန်းဟုတ်ကဲ့ဆရာမရေးခဲ့ပါလေကြောင်ကြောင်ရေးခိုင်းခေါင်းစဉ်တတ်ထားတယ်ကြောင်ကြောင်မှန်တာပေါ့ပီတာရဲ့ကြောင်ကြောင်ကြောင်ဒီခြေလေးကြောင်ရှိတော့တရားဖြစ်ပါလိမ့်မှန်တယ်သားရဲ့ပီတာရဲ့မှန်တယ်သားရဲ့ဓမ္မကြောင်လိုက်အမွေးများထူတတ်စွာရှိပါလိမ့်အမွေးများထူတတ်စွာရှိရင်သားများပြောမိမှာအမှန်ပဲဖြစ်ပါသည်ထို့ကြောင့်တန်းဆိုသည်မှာပီတာနင်လောက်လာပြန်ပြီနင်အမွေးသိထူလုံးတဲ့ကလေးပဲဒီလောက်တောင်အမွေးထူခြင်းတဲ့ကောင်နင့်ကအမွေးမပါတဲ့အကောင်ကြောင်ရေးခိုင်းလိတ်အကြောင်းရေးကစားလိတ်အကြောင်းရပါတယ်ဆရာမပီတာလေးကတော့ကျွန်းထုံးမြတ်ထိုးလေးရဲ့နောက်နေ့အတန်းထဲမှာစော့နေတယ်ပီတာဟဲ့ပီတာဟုတ်ကဲ့ဆရာမဘယ်မဲ့လဲလိတ်အကြောင်းရေးခဲ့ပါတယ်ဆရာမကြည့်လိုက်တယ်လိတ်အကြောင်းမှန်တယ်ပီတာလိတ်အကြောင်းလိတ်ဒီခြေလေးချောင်းစီတော့တော်ဖြစ်ပါသည်မှန်တာပေါ့ပီတာရဲ့လိတ်ဒီရေထဲနိုင်၎င်းကုန်းပေါ်နိုင်၎င်းနှစ်ဌာနနေနိုင်တော့ရင်းနေကုန်းနေတော်၎င်းဖြစ်ပါတော်တာပြီငါတပည့်အကြောင်းပိုးလာပြီရင်းနေကုန်းနေတော်လိတ်နိုင်အမွေးများလုံးဝမရှိသိမှန်တာပေါ့ပီတာရဲ့နင်အမွေးထူလုံးလုံးကလိတ်အကြောင်းရေးခိုင်းတာဒါအမှန်ဆုံးပဲရောက်အမတ်ကောင်ကအကြည့်ပေးလိုက်မယ်လိတ်နိုင်အမွေးများလုံးဝမရှိသို့တော့လိတ်နိုင်အမွေးများရှိလျင်တန်းများထူမိမှာအမှန်ပဲဖြစ်ပါလိမ့်ထို့ကြောင့်တန်းဆိုသည်မှာပီတာတော့တန်းကြောင်မရေးတာလေ